ပြည်မျိုးကအသက်48နှစ်အရွယ်ဘိုက်တစ်ခုတည်းတင်းကယ်ပြီးတော့ကွက်ပူတဲ့အမားကဘိုက်ကွက်ပူရာကနေဘိုက်ချက်သွားပါပြီတဲ့တလားတော့မပြည့်သေးဘူးသူဘာလုပ်လိုက်တာလဲဆိုတော့ဦးတန်ရှင်းဦးမိုင်းတန်ရှင်းကိုထိထိရောက်ရောက်လေးလှုပ်လိုက်တာအဲ့တော့ကိုစွမ်းကလည်းဦးတန်ရှင်းဦးမိုင်းတန်ရှင်းလှုပ်ဖို့ကိုတိုက်တွန်းလိုက်တာသူကဘိုက်တစ်ခုတည်းတင်းကယ်ပြီးတော့ကွက်ပူတာလူပိန်ဖိုင်ဖောင်းဖြစ်တာခန္ဓာကွာပင်ပြီးတော့ဘိုက်ကွက်ပူတာနှစ်အတော်ကြာပြီဘာလို့လုံးဝမှန်းလဲမသိဘူးအဲ့တော့ကိုစွမ်းရဲ့ပူယုံမှာကိုစွမ်းကဘိုက်ကွက်ပူနေရင်ဦးတန်ရှင်းဦးမိုင်းတန်ရှင်းလှုပ်ဖို့တိုက်တွန်းထားတာမြင်တော့သူကကိုစွမ်းတို့ကိုဆက်သွယ်ပြီးတော့ဦးတန်ရှင်းဦးမိုင်းတန်ရှင်းဘယ်လိုလုပ်ရမလဲကိုစွမ်းရင်ကျမတို့တဘာဝနီလက်နေမပြောနဲ့နော်ထိထိရောက်ရောက်လေးဦးတန်ရှင်းဦးမိုင်းတန်ရှင်းလှုပ်ရှင်နေဘာလို့လဲဆိုတော့ဘိုက်ကတင်းမာပြီးတော့ကွက်ပြီးတော့ပူနေတာမှုလို့ဘယ်လိုလုပ်ရမလဲအဲ့တော့ကိုစွမ်းကလည်းဦးတန်ရှင်းဦးမိုင်းတန်ရှင်းကိုထိထိရောက်ရောက်လှုပ်ပြီးတဲ့ဒီဂျိုဒီလေးကိုတလားစာတုံးထွဲဖို့ရောင်းပေးဖြစ်တယ်သူကအခုတလားမပြည့်ခင်မှာပဲဘိုက်ကွက်ပူရာကနေဘိုက်ကတိတိတာတာပျော့ပြီးတော့ချက်သွားပြီဆိုတော့အကြောင်းရဲ့နောက်တစ်ခုကထပ်ပြီးတော့သုံးဆွဲရမှာလားအခုသူတလားစာနဲ့တင်ကိုဘိုက်ကပျော့ပြီးတော့ချက်သွားပြီဖြစ်တဲ့အတွက်လိုအပ်လားမလိုအပ်လားလှမ်းမိတာပေါ့နော်ပြီးတော့သူကကိုစွမ်းကိုအရန်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောတယ်ဆိုတော့သူကအဲ့ဒီဦးနီယံမှာကတ်နေတဲ့မစင်တို့အစိတ်တောက်တွေကြွာကြပျော်ကြအောင်ဦးတန်ချင်းဦးမိုင်းတက်ချင်းကိုထိထိရောက်ရောက်လှုပ်ပြီးတဲ့ကျမ်းမာရေးဖြစ်ဆွဲစာအမြဲတမ်းသုံးဆွဲစရာလူလားဆိုမလိုဘူးတလားသုံးဆွဲပြီးရတယ်သူ့ရဲ့အားသာချက်ကလူငယ်လူလက်လူကြီးတွေးတိုးစီးတို့လေးဘက်နာအဆိုင်တမှာအပုံသုံးဆွဲလို့ရတယ်သူ့ကိုညဘက်အိယာဝင်ကဒီတရက်တစ်ခွက်ရေခဲရီဒါမှမဟုတ်ရိုးရိုးရင်နဲ့ဖြော်တောက်ကြုံပဲသူ့ကိုညဘက်အိယာဝင်ကဒီဖြော်တောက်ပြီးသွားပြီဆိုရင်မနက်မိုးလင်းတဲ့အခါကျရင်ဘိုက်ရီပိုင်းနာမျိုးလုံးဝမဖြစ်ဘဲနဲ့ကိုစားထားသမျှအကုန်လုံးကိုချောချူချူနဲ့အကုန်လုံးစွန့်ထုတ်ပြီးတယ်လို့အဲ့ဦးနီယံမှာကတ်နေတဲ့မစင်တို့အစိတ်တောက်တွေပါကြွာကြပျော်ကြပြီးတော့ဦးတန်ရှင်းဦးမိုင်းတန်ရှင်းကိုထိထိရောက်ရောက်လှုပ်ပြီးတယ်ဖြစ်ဆွတ်စာပဲဖြစ်ပါတယ်သူ့ကိုတုံးဆွဲပြီးသွားတဲ့သူတွေကဘိုက်ချက်သွားတဲ့သူတွေအများကြီးမှအများကြီးပဲရှိတယ်သူ့ကိုတုံးဆွဲပြီးသွားရင်ကိုစောင်းကိုကျေးဇူးလာတင်တဲ့သူတွေကြီးပဲဆိုတော့ဦးတန်ရှင်းဦးမိုင်းတန်ရှင်းကိုထိထိရောက်ရောက်လုပ်ဖို့လိုအပ်တယ်ဆိုရင်သူ့ကိုတလားစာသုံးဆွဲဖို့ပြောချင်တယ်အမြဲတမ်းသုံးဆွဲကြရမလို့ဘူးတလားသုံးဆွဲပြီးရင်ရတယ်လူငယ်လူလက်လူကြီးတွေးတိုးစီးတို့လေးဘက်နာအဆိုင်တမှာအကုန်သုံးဆွဲလို့ရတယ်အဲ့တော့ဘိုက်ကွက်ပူတယ်ဆိုတာကဦးတန်ရှင်းဦးမိုင်းတန်ရှင်းလုပ်ဖို့လိုအပ်တာဦးနေရမှာမစင်တို့အစိတ်တောက်တွေကတ်နေထုံနေတာမွေးတဲ့ကယခုရောက်တဲ့အသက်အရွယ်ထိဦးတန်ရှင်းဦးမိုင်းတန်ရှင်းတခါမှမလုံဖူးသေးတဲ့သူတွေဆိုရင်ဘိုက်ကွက်ပူတဲ့ပြဿနာကိုကြုံရတယ်ဆိုတော့ဦးတန်ရှင်းဦးမိုင်းတန်ရှင်းထိထိရောက်ရောက်လုပ်ဖို့လိုအပ်တဲ့သူတွေကလုပ်ဖို့ပြောချင်ပါတယ်အမြဲတမ်းသုံးဆွဲကြရမလို့ဘူးတလားသုံးဆွဲပြီးရင်ရတယ်လိုအပ်တယ်လိုချင်တယ်ဆိုရင်ဆက်သွယ်ပြီးတော့မှာယူနိုင်တယ်